Hello အားလုံးပဲမင်္ဂလာပါအခုကတော့ compound noun အကြောင်းပြောပြပေးသွားပါမယ် compound noun ဆိုတာက verb စနယ်လို့အဓိပ္ပာယ်ရပါတယ်သူ့ကိုနှလုံးဒါမှမဟုတ်နှလုံးထပ်ပေါ်တဲ့စကားလုံးတွေကိုပေါင်းစပ်လိုက်မှသာစကားလုံးစာရဲ့ noun တွေပေါ့နော် noun နှလုံးကိုပေါင်းစပ်လိုက်မှသာအဓိပ္ပာယ်တစ်ခုဖြစ်လာတဲ့ noun ပေါ့သူ့မှာလည်းပဲနည်းလမ်း၃ခုရှိရယ်အချက်၃ခုရှိရပေါ့နော်ပထမအဆုံးကပေါင်းရေးတာပေါင်းစပ်တာပေါ့နော်ဘာလို့ပေါင်းရလဲဆိုတော့ noun နှလုံးကိုပေါင်းရတယ်ရိုးရိုးပေါင်းရေးရပေါ့နော်ဒါဥပမာဆိုလို့ရှိရင် BEDROOM bathroom လို့ပြီးတော့ TOOTHPAST toothpaste ဆိုလို့ရှိရင်ပေါင်းပြီးတော့ရေးထားမှအဓိပ္ပာယ်အသစ်တစ်ခုဖြစ်လာတယ်ပေါ့နော် bathroom ကကျတော့အိမ်ခန်းလို့အဓိပ္ပာယ်ရတယ် toothpaste ကကျတော့သွားတိုက်ဆေးပေါ့ဒါကကျတော့ရိုးရိုးပေါင်းရေးလိုက်တာပေါ့နော်နောက်တစ်ခုကကျတော့ခွဲရေးရတယ်ခွဲရေးမှအဓိပ္ပာယ်ထွက်တာဥပမာဆိုလို့ရှိရင် bus stop ပေါ့နော် BUS bus ခြားရတယ်ပြီးတော့ STOP stop bus stop ပြီးတော့ swimming pool SWIMING swimming pool swimming pool ပေါ့နော်သူ့ကိုလည်းပဲခြားပြီးတော့ရေးပေးရတယ် swimming ကတစ်လုံး pool ကတစ်လုံးဆိုတော့ခြားရေးပေးရတယ်တဲ့ အဓိပ္ပာယ်ကရေကူးကန်ဆိုတဲ့အဓိပ္ပာယ်ဒါတော့ခြားရေးပေးရတဲ့နောက်ပေါ့နော်နောက်ဆိုတစ်ခုကကျတော့ hyphen ခတ်ပေးရတယ်ဘယ်လိုမျိုးလဲဆိုတော့ mother in law father in law တို့ရေးတဲ့အခါမှာဆိုလို့ရှိရင်တားပြီးတော့မရေးရဘူး emotation mother ပြီးတော့ hyphen dash ကလေးပြီးတော့ IN ပြီးတော့ဒီတို့အတန်းကလေးပြီးတော့ adjective law ဆိုတော့အလယ်မှာ hyphen တစ်ခုခံပြီးတော့ရေးပေးရတယ်ပေါ့နော် mother in law father in law ဆိုလိုမျိုးစကားလုံးပြီးတော့ editor in charge ဆိုစကားလုံးမျိုးမှာပြီးတော့ second part belly အတုံးအဲ့ဒါတွေမှာဆိုလို့ရှိရင် hyphen ခံပြီးတော့ရေးပေးရတယ်ပေါ့နော်ဆိုတော့ compound noun ဖြစ်သွားပြီဆိုတော့ possessive noun သူအဓိပ္ပာယ်ကပိုင်ဆိုင်မှုပြတဲ့နာမ်ပေါ့နော်သူအကြောင်းဆက်ပြီးတော့ပြောပြပေးပါမယ် possessive noun ကိုရေးတဲ့အခါမှာလည်းပဲ asset နည်းလမ်း၃ခုနဲ့ရေးလို့ရပါပေါ့နော်ပထမဆုံးကကျတော့ရိုးရိုးပဲကွာအနေကိန်းမှာဆိုလို့ရှိရင် apostrophe s ကိုကတ်လိုက်ရုံပဲဒီ position လေးပေါ့နော် apostrophe s ကတ်လိုက်ရုံပဲစုစုရဲ့စာအုပ်ဆိုလို့ရှိရင်စုစု apostrophe s for ဒီလောက်လေးပဲပေါ့နော်ဒါအနေကိန်းအများကိန်းဆိုလို့ရှိရင်ဒီမှာဒီလူအများရဲ့ဆိုလို့ရှိရင်ဆိုရင် s ပါပြီးတာဥပမာဆိုရင် soldiers စစ်သားတွေရဲ့ဂမ်းပေါ့ထားလိုက်ပါတော့အဲ့ဆိုရင် soldier မှာ s ပါပြီးသားဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာ apostrophe တစ်လုံးနဲ့ယူလို့ရတယ် s ထပ်လိုက်စရာမလိုတော့ဘူးနောက်ဆုံးတစ်ခုကကြတော့နာမည်တွေပေါ့အဓိကအဖြစ်သူတို့ရဲ့နာမည်တွေမှာ s ပါပြီးသားဆိုလို့ရှိရင်James တို့ James မှာဆိုလို့ရှိရင် s ပါပြီးသားဒါပေမဲ့သူပိုင်ဆိုင်မှုပြချင်တဲ့အခါ apostrophe တစ်လုံးနဲ့သုံးလို့လည်းရတယ်ဒါလို့ဆိုရင် apostrophe s ထပ်လိုက်လို့လည်းရတယ်နှမျိုးစလုံးသုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့အတန်ထွက်ကတော့ဥပမာဆိုလို့ရှိရင် James ဆိုလို့ရှိရင် James ဆိုတော့ဖြစ်တယ်နော် James this ဆိုတဲ့အတန်အထွက်တစ်ခုပို့သွားတယ်ပေါ့အဲ့ဒါပေါ့နော်နောက်တစ်ခုကကျတော့ possessive noun နဲ့ပြည်သွားပြီဆိုတော့link ခွဲချလို့ရတဲ့ noun တွေကိုပထမဦးဆုံး masculine ခွဲလို့ရတယ် feminine ခွဲလို့ရတယ်ပေါ့နော် masculine ဆိုတာကအမျိုးသားကိုရည်ညွှန်းတဲ့စကားလုံးအဖိုးကိုရည်ညွှန်းတဲ့စကားလုံးတွေ feminine ကဆိုတော့အမကိုရည်ညွှန်းတဲ့စကားလုံးတွေဆိုလို့ခွဲလို့ရတယ်ပေါ့နော်အဖိုးမှာဆိုလို့ရှိရင် actress တို့ waitress တို့ရှိရပါတော့အမမှာဆိုလို့ရှိရင်လည်း actress ပြောင်း sorry အဖိုးမှာဆိုလို့ရှိရင် actor အမမှာဆိုလို့ရှိရင် actress အဖိုးမှာဆိုလို့ရှိရင် waiter အမမှာဆိုလို့ရှိရင် waitress အဲ့လိုမျိုးခွဲခြားလို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ common ဘုံအဖိုးရဲ့အမရဲ့ဆိုပြီးတော့ခွဲလိုက်တာမဟုတ်ပဲねခြုံငုံပြီးတော့သုံးလို့ရတဲ့ဟာလည်းရှိရပေါ့နော်လင်းခွဲခြားတာချင်းတာပေါ့ဘာလဲဆိုတော့ daughter teacher အဲ့ဒါပေါ့ဆရာဝန်နဲ့ဆရာမတွေဆိုလို့ရှိရင်တူမဆိုတော့ခွဲခြားနေကြမလို့ပဲเนาะဆိုတော့နောက်ဆုံးတစ်ချက်noun တွေကိုဘယ်လိုနေရာတွေမှာထားလို့ရလဲဆိုတာပေါ့ noun တွေကိုနေရာ၃နေရာမှာထားလို့ရတယ်ပထမဆုံးက subject နေရာမှာဒုတိယက object နေရာမှာထားလို့ရတယ်နောက်ဆုံးတစ်ချက်ကကျတော့ and တို့ at တို့ preposition တွေရဲ့အနောက်မှာလည်းထားလို့ရတယ်စံကြောင်းရဲ့အဆုံးမှာလည်းထားလို့ရှိရပါတော့noun တွေကအဲ့လိုမျိုးအလုပ်လုပ်ပါတယ်နေရာတော်တော်များများယူရပေါ့နော်ဆိုတော့အခုဒီဗီဒီယိုမှာ common noun ပေါင်းစပ်နာမ်အကြောင်းရယ် possessive noun ပိုင်ဆိုင်မှုပြတဲ့ noun ရယ်ပြီးတော့ gender ဘယ်လိုခွဲရမလဲရယ်ပြီးတော့
နောက်တွေကိုဘယ်လိုနေရာချမလဲဆိုတာကိုပြောပြပေးသွားပါတော့။ထပ်ဆောင်ပြောပြချင်တာတစ်ခုကတော့ uncountable noun တွေမှာဘယ်တော့မှ is တို့ es တို့ထည့်စရာမလိုပါဘူး။ good တို့ water တို့နောက်မှာတော့နော် advice တို့ furniture တို့အကြံဉာဏ်တို့ပြိပကလို့ဆိုရင်ရေးတွက်လို့မရဘူးပေါ့နော် uncountable noun မှာဘယ်တော့မှ is ကတ်စရာမလိုပြီးတော့သူရဲ့အရှိမ a in တို့လည်းသုံးလို့မရပါဘူး။ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာကျွန်မနောက်အကြောင်းကိုထပ်ပြီးတော့ရှင်းလင်းပေးပါမယ်။အတူတူဆွေးနွေးကြပါတော့နော်။